ရာသီစာပစင်းရင်ွယ်ဖမ်းတဲ့ဖမ်းဒီပဲဖြစ်ပါတယ်ဒါကချောင်းပြီးမှာဒီလိုဒုတ်တိုင်လေးတွေကိုထောင်ပြီးတော့တာကူမှုန့်တော့မဟုတ်ကောင်းကြီးမှုန့်ကိုကျိုးပြီးတော့တုတ်ထားတာပါဒါကနေပြီးမှဒီတိုင်ုံမှတခါပစင်းရင်ွယ်ကလာပြီးတော့နားတဲ့ခါမှာလက်ကလေးနဲ့အသာဖမ်းပြီးတော့ယူရတဲ့နီးဖမ်းဒီပဲဖြစ်ပါတယ်ဒါပစင်းရင်ွယ်ကိုဖမ်းပြီးတော့ကျွန်တော်တို့6နှမ်းပြီးတော့ကြော်စားကြရတာပဲဖြစ်ပါတယ်ဒါကမိုင်းဆက်မြို့နယ်ချောင်းပြီးတနေရာမှာဖြစ်ပါတယ်ဒါကလည်းဈေးကောင်းပါတယ်လူရာတွေနဲ့တူတော့ဈေးကောင်းပြီးဝယ်စားကြရတာပဲဖြစ်ပါတယ်ပစင်းရင်ွယ်မစားဘူးတဲ့လူတွေအတွက်ဘဝဒုဒအနေဖြင့်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ပစင်းရင်ွယ်ကလည်းဈေးကောင်းပါတယ်ပေါင်းကနန်းချီပေးရတာပါတပိတ်တော့